ခါတော့ကရွာတရားမှာပညာရှိသူရှိတယ်ဒီပညာရှိဟာလူတွေရဲ့အခက်အခဲတွေပြဿနာတွေကိုဖြေရှင်းပေးနိုင်တော့သူ့ရဲ့ကြော်စောတဲ့ဂုဏ်သတင်းကလည်းသိပြီးကြည်နေတာပေါ့ရဝေးရနီးကလူတွေဟာသူ့စီကိုလာပြီးမိကြနန်းကြအကြံဉာဏ်တွေယူကြရတယ်အဲ့လိုပဲလက်လာပါလူလဲအဲ့ဒီပညာရှိမှတိတ်ပေါ်များတယ်ဒါကိုရွာမှာရှိတဲ့လူရန်ကားတစ်တိုက်ကတိတ်ကူမနာလို့ဖြစ်နေကြတာပေါ့နားနဲ့ဒီနေ့မှာဒီလူရန်ကားတွေကိုခေါင်းဆောင်လုပ်တဲ့လူကဒီပညာရှိကိုတို့အဆက်ခွဲကြရအောင်လို့ပြောပြီးသူအပေါင်းဖော်တွေနဲ့ဘယ်ပုံဘယ်နည်းအဆက်ခွဲမယ်ဆိုတာဆွေးမိတိုင်ပင်ကြတယ်တိုင်ပင်ဆွေးနေပြီးတော့အများသဘောကျအစီအစဉ်တွေဆွဲကြတယ်ရန်ကားတဲ့သူတွေဆိုတော့ရန်ကားတဲ့အစီအစဉ်တွေပဲဆွဲကြတာပေါ့သူတို့အစီအစဉ်ကဘလို့လဲဆိုတော့လူရဲကားခေါင်းဆောင်ရဲ့လက်ထဲမှာငတ်ငယ်တဲ့ကောင်ကိုအရှင်စောက်ကင်ထားမယ်ဒီလိုစောက်ကင်ပြီးပညာရှိလာတတ်တဲ့လမ်းကစောက်မယ်ဒီလမ်းကလာလို့သူတို့နားကိုပညာရှိရောက်လာတဲ့အခါမှာခေါင်းဆောင်လုပ်တဲ့သူကသူ့လက်ထဲမှာစောက်ထားတဲ့ငှက်ကိုဒီပညာရှိကြီးကိုပြပြီးပညာရှိကြီးဟောဒီကျုပ်လက်ထဲမှာတိုင်ထားတဲ့လက်ဟာအတီလားအရှင်လားလို့မေးမယ်ဒီလိုမေးတဲ့အခါပညာရှိကငှက်ဟာအရှင်ပါလို့ဖြေခြင်းဖြေမယ်ဒီလိုဖြေရင်ငှက်ကိုလက်နဲ့ချက်ချင်းညစ်တတ်ပြီးဘယ်ကလာအရှင်ရမှာလဲဟောဒီမှာကြည့်အသေးပါလို့ပြမယ်တကယ်လို့ပညာရှိကငါဟာအသေးပါလို့ဖြေပြန်ရင်လဲဘယ်ကလာဟောရမှာလဲဟောဒီမှာကြည့်အရှင်ပါလို့ပြောပြီးစုပ်ကိုင်းထားတဲ့ငှက်ကိုလွတ်ပြမယ်ဆိုတဲ့အစီအစဉ်တွေပဲဖြစ်တယ်ဒါဆိုရင်ပညာရှိဟာဘလို့ဖြစ်ဖြစ်သူ့အဖြေဟာမှားမှာပဲပေါ့ဒီခါမှာပညာရှိကိုဒါလာကပညာရှိဟာငှက်ကိုအရှင်မအတိမတော်မသိတဲ့သူပဲလို့ဝိုင်းပြီးဟေးလောင်ပြောင်ရင်တိတ်ခါချလွတ်လိုက်တာပေါ့လို့အစီအစဉ်တွေလှုပ်ထားကြတယ်သူတို့အစီအစဉ်တွေပေါ်မှာလဲတိတ်ကိုသဘောကျကြည်နဲ့နေကြတယ်ဒါနဲ့ဒီနေ့မှာသူတို့ကြိုတင်စီစဉ်ထားတဲ့အတိုင်းပညာရှိလာမဲ့လမ်းကနေစောင့်နေကြတယ်မကြခင်မှာပဲပညာရှိဟာ